စ်တင်းနီးနောတဲ့အခါမိနစ်30ကျော်ကြာအောင်စူးစမ်းနေပေမဲ့ရှင်တို့ရဲ့အဖော်ကဆန္ဒမပြီးမြောက်နိုင်ပဲဖြစ်နေပါသလားဒါဟာရှင်တို့ရဲ့အရေးချင်းကြောင့်မဟုတ်သလိုဒူမရဲ့ပြဿနာကြောင့်လည်းမဟုတ်ပါဘူးရှင်တို့နှစ်ယောက်လုံးအမျိုးသမီးခန္ဓာကိုယ်ရဲ့ရှို့ဝှက်ချက်တစ်ခုကိုတတိမထားမိလို့ပါဒီနေ့ဗီဒီယိုမှာတော့အမျိုးသမီးတစ်ယောက်ကိုအရင်ကထက်ပိုမြန်မြန်နဲ့ပိုပြီးကျေနပ်စရာကောင်းအောင်ဘယ်လိုမျိုးအစပြိုးပေးရမလဲဆိုတဲ့တိတ်ပံနီးကြရှို့ဝှက်ချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်လိမ်မှုကိစ္စဆိုတာအားစိုက်ထုတ်ယုံနဲ့မရပဲနီးစနစ်မှန်ဖို့ကပိုရေးကြီးပါတယ်ဆရာဝန်တွေနဲ့လိမ်ပညာပေးကျွမ်းကျင်သူတွေရဲ့လေ့လာချက်အရအမျိုးသားအများစုကျူးလွန်နေမိတဲ့အကြီးမားဆုံးအမှားတစ်ခုကတော့အစာပြိုးပြင်ဆင်ချိန်ကိုရှော့တွက်လိုက်တာပါပဲအမျိုးသားတွေနဲ့မတူတာကအမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာဆန္ဒပြီးမြောက်ဖို့အတွက်အနည်းဆုံးမိနစ်20ခန့်နိုးဆွမှုအချိန်ပေးဖို့လိုအပ်ပါတယ်ဒါဟာတိုက်ရိုက်ထိတွေ့မှုတသက်ကိုပြောတာမဟုတ်ပါဘူးဒူမရဲ့စိတ်ရောခန္ဓာကိုယ်ပါနိုးကြလာဖို့အချိန်ပေးရတာပါဒီမိနစ်20အတွင်းမှာဒူမရဲ့မိမကိုယ်စီသွေးလည်ပတ်မှုတွေတိုးလာမယ်တကူလုံးကအာယုံခံကြောတွေပိုပြီးထိခိုက်လွယ်လာမယ်အမျိုးသားအများစုကဒီအချိန်ကို9မိနစ်လောက်ပဲပေးပြီးတိုက်ရိုက်ဆက်ဆံဖို့ကြိုးစားတတ်ကြပါတယ်အဲ့ဒီအခါခန္ဓာကိုယ်ကအဆင်သင့်မဖြစ်သေးတဲ့အတွက်အမျိုးသမီးကပြီးမြောက်ဖို့အရမ်းကြာသွားတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်အစွမ်းပြဖို့အလောမကြီးပါနဲ့ဒူမရဲ့နားလေပင်နဲ့တကူလုံးကိုနမ်းရှုံပုတ်တက်ပြီးဒီမိနစ်20ကိုအပြည့်အဝအသုံးချကြည့်ပါဒါဟာဒူမကိုအမြန်ဆုံးပြီးမြောက်စေမဲ့အခြေခံအုတ်မြစ်ပါပဲအစာပြိုးပြင်ဆင်ချိန်မိနစ်20ကိုအပြည့်အဝပေးပြီးပြီဆိုရင်နောက်ထပ်အရေးကြီးတဲ့အဆင့်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ကတင်ပေါ်မှာတင်ဘလောက်အထိဥဆောင်မှုပေးနိုင်တယ်လဲဆိုတာပါပဲအမျိုးသမီးတစ်ယောက်ဆန္ဒပြီးမြောက်ဖို့ဆိုရင်ဒူမရဲ့စိတ်ကအတွေးတွေထဲမှာရှိမနေပဲခံစားမှုနောက်ကိုပဲအပြည့်အဝပါသွားဖို့လိုပါတယ်ဒါပေမဲ့အမျိုးသားအများစုမားနေတဲ့အချက်ကဆက်ဆံနေစဉ်အတွင်းမှာဒါလုပ်ရမလားဟူဟာလုပ်ရမလားအခုလုပ်လိုက်ရတော့မလားဆိုပြီးခဏခဏမေးခွန်းတွေမေးနေတာပါပဲရှင်တို့ကမေးခွန်းတွေမေးနေသမျှဒူမကစဉ်းစားပြီးပြန်ဖြေနေရတဲ့အတွက်စိတ်ကအတွေးထဲပြန်ရောက်သွားပါတယ်ခံစားမှုလမ်းကြောင်းပြတ်တောက်သွားပါတယ်အမျိုးသမီးအများစုကသူတို့ရဲ့အဖော်ဟာဘာလုပ်ရမယ်ဆိုတာကိုယုံကြည်မှုရှိရှိနဲ့တည်နေတာမျိုးကိုပိုနှစ်သက်ကြပါတယ်တွေဝေးမနေပါနဲ့ဥဆောင်မှုပေးတယ်ဆိုတာအမိန့်ပေးတာမျိုးမဟုတ်ပဲပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိတာကိုပြောတာပါဥပမာငါမင်းကိုနမ်းချင်တယ်လို့ခွင့်တောင်းနေမဲ့အစားယုံကြည်မှုရှိရှိနဲ့ပဲဆွဲနှမ်းလိုက်ပါဒူမကိုဘလို့ပုံစံမျိုးနေစေခြင်းလဲရှင်တို့ကဘာလုပ်ချင်လဲဆိုတာကိုကိုယ်တိုင်ဥဆောင်ပြီးလှုပ်ဆောင်ပါရှင်တို့ကယုံကြည်မှုရှိရှိနဲ့ဥဆောင်နေတဲ့အခါဒူမကငါဘာလုပ်ရမလဲဆိုတာကိုစဉ်းစားစရာမလိုတော့ပဲရှင်တို့ရဲ့ဥဆောင်မှုနောက်ကိုစိတ်ချလက်ချလိုက်ပါသွားလို့ရပါတယ်အဲ့ဒီလိုစိတ်ချလက်ချလွတ်ချလိုက်နိုင်တာကပဲဒူမကိုအထွတ်ထိပ်စီအမြန်ဆုံးရောက်သွားစေတာပါအရှင်တို့ကပြင်ဆင်ချိန်မိနစ်20ကိုလည်းပေးပြီးပြီယုံကြည်မှုရှိရှိနဲ့လည်းဥဆောင်နေပြီဆိုရင်ဒူမရဲ့စိတ်ရောကိုယ်ပါအရှိန်ရလာပါပြီအဲ့ဒီအချိန်မှာဒူမကိုပို့ပြီးတော့စိတ်လှုပ်ရှားလာအောင်အထွတ်ထိပ်စီပိုမြန်မြန်ရောက်အောင်ကူညီပေးနိုင်တဲ့အချက်2ချက်ရှိပါသေးတယ်အဲ့ဒါကတော့ချီကျူးစကားပြောခြင်းနဲ့မျက်လုံးချင်းစုံခြင်းပါပဲအမျိုးသမီးတစ်ယောက်ဟာကာတင်ပေါ်မှာရှိနေတဲ့အခါဒူမရဲ့စိတ်ထဲမှာငါကြည့်ရတာလားရဲ့လားငါကြာနေလို့သူစိတ်ညစ်နေမလားဆိုတဲ့သူတို့မှာယုံကြည်မှုမရှိတဲ့စိုးရိမ်စိတ်တွေအမြဲရှိနေတတ်ပါတယ်ဒီစိုးရိမ်စိတ်တွေကပဲဒူမကိုပြီးမြောက်ဖို့နှေးကွေးစေတာပါဒီပြဿနာကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ချီကျူးစကားပြောခြင်းပါပဲမင်းအရန်လာတာပဲမင်းအထီအတွေ့ကအရန်ကောင်းတယ်ငါမင်းကိုအရန်လိုချင်နေတာစတဲ့စကားလုံးတွေဟာဒူမကိုငါဟာအလိုရှိအပ်သူတယောက်လို့ခံစားရစေပါတယ်အမျိုးသမီးတယောက်အတွက်ဒူမကိုတစ်ဖက်လူကအလွန်မင်းအလိုရှိနေတဲ့ဆိုတဲ့ခံစားချက်ကဆန္ဒပြီးမြောက်မှုကိုပိုမြန်စေပါတယ်ဒါအပြင်နောက်ထပ်ရှိုးဝှက်ချက်တစ်ခုကတော့မျက်လုံးချင်းစုံခြင်းပါပဲဆက်ဆံနေစဉ်အတွင်းမှာဒူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပေးတာဟာငါမင်းနဲ့အတူရှိနေတယ်ငါမင်းကိုပဲအာယုံစိုက်နေတယ်ဆိုတဲ့အားကောင်းတဲ့သတင်းစကားကိုပေးပါတယ်ဒီလိုမျက်လုံးချင်းစုံပြီးချီကျူးစကားပြောတာကိုပေါင်းဆက်လိုက်မယ်ဆိုရင်ဒူမဟာတင့်ကိုပို့ပြီးယုံကြည်စိတ်ချသွားသလိုစိတ်လှုပ်ရှားမှုကလည်းအထွတ်ထိပ်ကိုရောက်သွားမှာဖြစ်ပါတယ်အခုပြောပြမယ့်အချက်ကတော့နည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုရင်ဒူမကိုဆန္ဒပြီးမြောက်အောင်အတင်းကျပ်စ조사ပေးနေတာမျိုးကိုရက်လိုက်ဖို့ပါပဲဒူမကိုပြီးမြောက်စေခြင်းရင်ပြီးမြောက်ရမယ်ဆိုတဲ့ဖိအားကိုအရင်ဆုံးဖယ်ရှားပေးရပါမယ်ဒူမကိုပြီးမြောက်စေခြင်းနဲ့စိတ်စောနဲ့အယမ်းအာယုံစိုက်နေတဲ့အခါအကျိုးဆက်2ခုဖြစ်လာတတ်ပါတယ်ပထမတစ်ခုကတင်ဟာလက်ရှိခံစားမှုထက်ဒူမကိုပြီးမပြီးဆိုတာကိုပဲစောင့်ကြည့်နေတဲ့အတွက်
စွမ်းဆောင်ရည်ပြိုင်ပွဲတစ်ခုလိုဖြစ်သွားပါတယ်ဒုတိယတစ်ခုကတော့အမျိုးသမီးကသူငါ့ကိုစောင့်နေတယ်ငါကြာနေပြီလားဆိုပြီးဖိအားတွေဝင်လာပါတယ်အကောင်းဆုံးနည်းလမ်းကတော့အဆုံးသက်ကိုမေ့ထားလိုက်ပြီးလက်ရှိအချိန်မှာရနေတဲ့တာယာမှုနဲ့အထီးအတွေ့ကိုပဲအပြည့်အဝစိန်ခံနေဖို့ပါသူမကိုမင်းပြီးရမယ်လို့ခံစားရအောင်မလုပ်ပါနဲ့ငါမင်းနဲ့ဒီလိုအတူရှိနေရတာကအရန်ကျဉ်နဲ့ဖို့ကောင်းတယ်ဆိုတဲ့အငွေ့အသက်မျိုးပေးပါရှင်တို့ကအလျင်မလိုပဲစိတ်အေးလက်အေးနဲ့တာယာနေတာကိုမြင်တဲ့အခါသူမလည်းစိတ်လွတ်ကိုလွတ်ဖြစ်သွားပါလိမ့်မယ်အဲ့ဒီလိုဖိအားကင်းကင်းနဲ့လွတ်လပ်သွားတဲ့အချိန်မှာပဲဆန္ဒပြီးမြောက်မှုကသူ့လိုအမြန်ဆုံးရောက်ရှိလာမှာဖြစ်ပါတယ်အခုဆိုရင်အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒပြီးမြောက်မှုကိုပုံမြန်စေမဲ့နီလန်း၅ချက်ကိုရှင်တို့သိသွားပြီဖြစ်ပါတယ်တစ်ချက်ချင်းစီကအရေးကြီးပေမဲ့ဒါတွေကိုအနှစ်ချုပ်လိုက်ရင်တော့အဓိကအချက်ကဒူမရဲ့ခန္ဓာကိုယ်ကိုနားလည်ပေးဖို့နဲ့ဒူမကိုစိတ်လွတ်ကိုလွတ်ဖြစ်သွားအောင်ကူညီပေးဖို့ပဲဖြစ်ပါတယ်အရှင်တို့နှစ်ယောက်အတူရှိတဲ့အခါဒါတွေကိုစမ်းသပ်ကြည့်ပါအချက်၅ချက်လုံးကိုတပြိုင်နက်မလုပ်နိုင်ရင်တောင်ပြင်ဆင်ချိန်ပေးခြင်းနဲ့ဥဆောင်မှုပေးခြင်းဒီနှစ်ချက်ကိုပဲအရင်လုပ်ကြည့်ပါရှင်တို့ရဲ့အဖော်စီကနေအရင်ကနဲ့မတူတဲ့တုံ့ပြန်မှုတွေကိုရှင်တို့ချက်ချင်းတွေ့မြင်ရပါလိမ့်မယ်ဒီနေ့ပြောပြသွားတဲ့နည်းလမ်းတွေကရှင်တို့အတွက်အသစ်အဆန်းဖြစ်စေမှာပါနောက်ထပ်လည်းအိတ်ခမ်းထဲကရှို့ဝက်ချက်တွေကိုသိချင်ရင်အိမ်ရဲ့ channel လေးကို follow လုပ်ထားပြီးဆက်လက်အားပေးကြပါဦးရှင်အားလုံးပဲအိမ်ထောင်ရေးဒုက္ခအပြည့်အဝခံစားနိုင်ကြပါစေ